ဝေါ်ကတ်မှာအာဆင်နယ်ကစားသမားတွေဘယ်လောက်ထိတောက်ပနေကြလဲဝေါ်ကတ်ရဲ့ဖီယာအကြီးဆုံးစင်မြင့်မှာအာဆင်နယ်ကစားသမားတွေကနိုင်ငံအသင်းအသီးသီးတို့ရေးပါတဲ့အခန်းကဏ္ဍတွေကိုထမ်းဆောင်နေကြပါတယ်ဘယ်သူတွေကအသင်းရဲ့ယုံကြည်အားထားဆုံးကစားသမားတွေဖြစ်နေပြီးတော့ဘယ်သူတွေကတော့ရုန်းကန်နေရတယ်လေဆိုတာကြည့်လိုက်ရအောင်ပါပထမဆုံးအနေနဲ့နော်ဝေးအသင်းကိုနှစ်ပေါင်းများစွာအကြာမှကမ္ဘာဖလားကွာတာဖိုင်နယ်အဆင့်ထိမယုံကြည်နိုင်လောက်ဦးဆောင်မောင်းနေလာခဲ့တဲ့အသင်းကောင်းဆောင်မာရီအိုဒီကတ်ကြောင့်အနေနဲ့စကြင်ပါတယ်မာရီအိုဒီကတ်ကဒီပြိုင်ပွဲမှာအာဆင်နယ်မှာလိုပဲနော်ဝေးအသင်းရဲ့အဓိကမောင်းနေသူဖြစ်ဆောင်ရွက်နေတာပါသူကပြိုင်ပွဲတစ်လျှောက်မှာဂိုးပန်ဒီမှု3ချိန်ထိပြုလုပ်ထားပြီးအဆင့်မြင့်မားတဲ့အရေးသွေးကိုတက်သေးပြနေပါတယ်ကွင်းလေဘုံကနေပြီးတော့ပွဲရဲ့အရှိန်ဟုန်ကိုစိတ်ကြိုက်ထိန်းချုပ်ကပြိုင်မဲ့ခံစစ်ကြောင်းတွေဂျားတွေကနေပြီးတော့အဓိကပေးပို့မှုတွေပြုလုပ်တာကအိုဒီကတ်ရဲ့အဓိကအမှတ်သားပါပဲအိုဒီကတ်ကွင်းထဲမှာရှိနေတာကနော်ဝေးတိုက်စစ်အတွက်ဂိုးရရှိဖို့အာမခံချက်တစ်ခုလိုဖြစ်နေပြီးတော့သူကဒီကမ္ဘာဖလားရဲ့အတောက်ပဆုံးအာဆင်နယ်ကျယ်ပွင့်ဖြစ်ပါတယ်အခုတကနေပြတဲ့သောမတ်တူချေလက်အောက်မှာကွာတာဖိုင်နယ်ထိတက်လန်းလာခဲ့တဲ့အင်္ဂလန်အသင်းစီကိုလှည့်ကြည့်အောင်ပါဒီအသင်းမှာစိတ်ဝင်စားစရာအကောင်းဆုံးချက်ကတော့အာဆင်နယ်တင်းသားတွေဖြစ်ကြတဲ့ဒီဂလန်ရိုက်စ်ဘူဂါအိုဆာကနေအီဘရာဂျီအက်ဆီတို့၃ယောက်ရဲ့ကွင်းတွင်းချိတ်ဆက်မှုကနေပြတူချေရဲ့ဗျူဟာတော့အလိုအရေးပါတဲ့3ကန်ပုံစံတွဲလုံးတစ်ခုဖြစ်နေတာပါသူတို့၃ယောက်စလုံးကွင်းတွင်းမှာတူရှိနေကြတဲ့အချိန်ကအင်္ဂလန်ရဲ့ကစားကွက်အသက်ဝင်ဆုံးချိန်ပါပဲဘူဂါအိုဆာကတော့အင်္ဂလန်ရဲ့ညာတောင်ပန်တိုက်စစ်မှာမရှိမဖြစ်အဓိကကစားသမားတစ်ယောက်ဖြစ်ပါတယ်ပြိုင်ပွဲတစ်လျှောက်မှာဂိုးပန်ဒီမှုတစ်ချိန်ပြုလုပ်ပေးထားပြီးတော့သူ့ရဲ့တမှုထူးခြားတဲ့ဘောလုံးဆွဲထွက်မှုတွေအမြန်နှုန်းနဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကပြိုင်ပွဲနောက်ခံလူတွေကိုအမြန်ဒုက္ခပေးနေတာပါညာတော်မှာခဲစစ်တစ်ခုလုံးကိုအပိုင်ဆိုးပြီးတော့တိုက်စစ်ပိုင်းတက်ရောက်မှုအပြည့်ပေးနိုင်ခဲ့လို့သာအင်္ဂလန်တို့ကွာတာဖိုင်နယ်တီကိုတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ကွင်းလေပြက်နေရာက Rice ကတော့ကွင်းလေကိုအကောင်ဆုံးထိန်းချောင်းမောင်းနေမင်းနဲ့ဂိုးပန်ဒီမှုတစ်ချိန်ပြုလုပ်ပေးထားပါတယ်။ဒါပေမဲ့တစ်ဖက်မှာသတိထားမိတာကတော့ပြီးခဲ့တဲ့ပြည်တွင်းလိပွဲစဉ်တွေကတည်းကအနားမရဘဲနဲ့ပွဲဆက်တွေများပြားခဲ့မှုကြောင့် Rice ရဲ့ကြမ်းခိုင်မှုပိုင်းကတော့ပွဲနောက်ပိုင်းတွေမှာအနေငယ်ကျဆင်းလာတော့တွေ့ရပါတယ်။ဒါကတော့အင်္ဂလန်အသင်းအတွက်ကအာဆင်နယ်အသင်းအတွက်ပါရေရှည်မှာသတိထားမယ့်အချက်တစ်ခုပါ။အစီကတော့တကယ်ကိုရေသွေးမြင့်မားတဲ့ကစားသမားတဦးဖြစ်ပေမဲ့ဒူချေယာခန်းစစ်သားပေးကစားကွက်တွေကိုသုံးလေးရှိတာကြောင့်မလို့အစီအနေနဲ့ကွင်းတွင်းမှာသူ့ရဲ့တီထွင်ဖန်တီးမှုကိုအပြည့်အဝပြသခွင့်နေပါနေပြီးတော့မျောလင့်ထားတဲ့တက်ရောက်မှုမပြနိုင်သေးတဲ့အခြေအနေမှာရှိနေပါတယ်။ဒါမဲ့လည်းအင်္ဂလန်ရဲ့အရန်အင်အားစုတွေကနိုနီမာရူကေးကတော့လူစားဝင်လာတိုင်းမှာပဲသူ့ရဲ့ထူးခြားတဲ့အရေးသွေးတွေကိုပြသနေပါတယ်။ညာတော်မမဆာကာပေမဲ့လာတဲ့အချိန်ဒါမှမဟုတ်ဗျူဟာပြောင်းလဲခြင်းတဲ့အချိန်ဒီမျိုးမှာဆာကာရဲ့နေရာအကောင်းဆုံးဝင်ရောက်အစားထိုးအသုံးပြုနိုင်တဲ့အရေးသွေးရှိကြောင်းဒူချေရောကမ္ဘာဘောလုံးလောကကိုပါကောင်းကောင်းတက်တည်ပြနေပါတယ်ကဲအခုဆိုလို့ရှိရင်အားလုံးစိတ်ဝင်စားနေကြတဲ့အာဆင်နယ်ကစားသမားတစ်ဆွီဒင်ရဲ့တိုက်စစ်မှုဖြစ်တဲ့ဗေတာယိုဂရက်စ်ကြောင့်ပြောရမယ့်အချိန်မှာယိုဂရက်စ်ကဒီနေ့ကမ္ဘာဖလားမှာဆွီဒင်အသင်းရဲ့တိုက်စစ်တစ်ခုလုံးကိုတယောက်တည်းပခုံးထမ်းတင်ပေးထားတယ်လို့ပြောရလောက်အောင်ထိမယုံနိုင်စရာခြေစွမ်းတွေပြသနေပါတယ်။သူကပြိုင်ပွဲတစ်ချောင်းမှာသွင်းကိုတကူသွင်းယူထားပြီးတော့ဂိုးပန်ဒီမှု2ချိန်ပြုလုပ်ပေးထားကြအောင်လို့စုစုပေါင်းဂိုးပဝင်ပတ်သက်မှု3ချိန်ထိရှာဖွေပေးထားနိုင်ခဲ့ပါတယ်။သူ့ရဲ့မာဂျိုးရဲ့ခိုင်နာကိုတီဆောက်ပုံပြိုင်ပွဲနောက်ခံလူတွေကိုတွန်းတိုက်နိုင်စွမ်းနဲ့တိုက်စစ်လမ်းကြောင်းဦးဆောင်နိုင်မှုတွေကဆွီဒင်အသင်း16သင်းအဆင့်ထိကိုတက်လှမ်းနိုင်မှုအဓိကတော့ချက်ဖြစ်ခဲ့တာပါ။ယိုဂရက်စ်ရဲ့ဒီခြေစွမ်းကအာဆင်နယ်ပရိသတ်တွေအတွက်တော့ယာတီအသစ်မှာတကယ်ကိုရင်ခုန်စရာသတင်းကောင်းပါပဲ။ပြင်သစ်ရဲ့ခံစစ်ပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဝီလီယမ်စလီဘာကကမ္ဘာဖလားရဲ့ကြောက်ဆောင်တစ်ခုလိုဖြစ်နေပါပြီ။ပြင်သစ်အသင်းကွာတာဖိုင်နယ်အထိပေးကိုအနည်းဆုံးနဲ့တက်လှမ်းလာနိုင်ခဲ့တာကစလီဘာရဲ့ခံစစ်တည်ငြိမ်မှုကြောင့်လို့ပြောရင်လည်းလုံးဝမမှားပါဘူး။သူ့ရဲ့အကွက်မြင်တဲ့ခံစစ်မှာနေရာယူတဲ့ပုံပြိုင်မဲ့တိုက်စစ်မှုတွေဘယ်လောက်ပဲဖိအားပေးပေးတီတီငြိမ်ငြိမ်နဲ့ဘောလုံးဖျက်လို့နိုင်စွမ်းနဲ့ယုံကြည်စိတ်ကြတဲ့အမြင်ပေါ်ပိုင်နိုင်မှုတွေကကမ္ဘာထိပ်တန်းဆင့်မှာရှိနေတာပါ။စလီဘာပြင်သစ်အသင်းရဲ့ခံစစ်မှာတော့အကောင်းဆုံးခံစစ်မှုတစ်ခုဖြစ်ရပ်တည်နေပါတယ်။စလီဘာရဲ့ဒီလိုတည်ငြိမ်လုံးတဲ့ခံစစ်စွမ်းဆောင်ရည်တွေကြောင့်ပဲပြင်သစ်အသင်းကခက်ခဲတဲ့ပွဲစဉ်တွေအားလုံးကိုအကောင်းဆုံးရင်ဆိုင်ပြီးကွာတာဖိုင်နယ်ထိကိုရှောက်လဲလာနိုင်ခဲ့တာပါဘရာဇီးအသင်းမှာတော့အာဆင်နယ်ရဲ့လေယာစီလိုမြန်ဆန်တဲ့မာတင်နယ်လီကဘေတောင်မန်တိုက်စစ်ကနေပေါဝင်အားဖြစ်နေပါတယ်မာတင်နယ်လီကသူ့ရဲ့အဓိကမှတ်သားဖြစ်တဲ့လေမြန်နဲ့အမြန်နှုန်းပြိုင်မဲ့ခံစစ်တဲကိုဓာတ်ရိုက်ထိုးဖောက်ပြေးဝင်တတ်တဲ့ကစားဟန်တွေနဲ့ဘရာဇီးအသင်းတို့အဖိုးတန်သွင်းကိုတကူလည်းသွင်းပေးထားပါတယ်ခံစစ်ပိုင်းကဂါဘရီယယ်မက်ဂါဟေးစ်ကတော့ဘရာဇီးအသင်းရဲ့ခံစစ်မှာအရေးကြီးတဲ့ကစားသမားဖြစ်တာဝန်ယူထားပါတယ်ခံစစ်မှာကြစ်လက်အောင်ထိန်းချောင်းပေးုံနဲ့မကပဲနဲ့အနောက်ကနေဘောလုံးကိုအသေးသက်ဆုံးဖြန့်ဝေပေးတဲ့ကစားကွက်တိစောက်မှုအပိုင်းမှာလည်းအဓိကပါဝင်နေပါတယ်ဒါအပြင်တောင်းငံဘော်တွေပြစ်ဒဏ်ဘော်တွေမှာအမြင်ဘောရှင်လူနိုင်စွမ်းနဲ့အမြင့်အသာစီးယူထားနိုင်ပြီးတော့အသင်းတော်အဖိုးတန်ဂိုးပန်နေမှုတစ်ချိန်မှာပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။သူတို့နှစ်ယောက်ပါဝင်ကစားနေတဲ့ဘရာဇီးအသင်းကလည်းမာတင်အိုရီဂက်ရဲ့နော်ဝေးအသင်းရဲ့နောက်ကောက်ချမှုခံလိုက်ရပါတယ်။ဘယ်ဂျီယန်အသင်းရဲ့အားကိုးရတဲ့တိုက်စစ်လက်နဲ့လီယန်ဒိုထရော့ဇက်ကတော့ပွဲထွက်ခွင့်ရတဲ့မိနစ်တွေပေါ်မှာအကောင်းဆုံးအသုံးချပြီးသွင်းကိုနှစ်ကိုးတဲ့ဖန်တီးမှုတစ်ချိန်လှုပ်ထားပြီးတော့ခြေစွမ်းပြနေပါတယ်။ဘယ်ဂျီယန်အသင်းကလည်းကွာတာဖိုင်နယ်အဆင့်စီကိုအင်ရှင်အမေရိကန်ကိုကျော်ဖြတ်ပြီးတော့တက်ရောက်နိုင်ခဲ့ပါတယ်။ထရော့ဇက်ရဲ့ထူးခြားချက်ကတော့ဂိုးရနိုင်တဲ့အချိန်ဒီမှာအမှားယွင်းမရှိအဆုံးသတ်နိုင်ခြင်းနဲ့ဘောလုံးမရှိတဲ့အချိန်မှာပြိုင်မဲ့နောက်တန်းရဲ့နေရာလွတ်တွေစီကိုပြေးဝင်တတ်တဲ့နေရာယူမှုတွေပါပဲ။သူကဘယ်ဂျီယန်တိုက်စစ်အတွက်တော့မျှော်လင့်ချက်တစ်ခုဖြစ်နေတာပါ။ဂျာမနီအသင်းကဒီနေ့ကမ္ဘာဖလားပြိုင်ပွဲကနေပြီးတော့မျှော်လင့်မထားပဲစောစီးစွာအိမ်မြန်ခဲ့ရပေမဲ့ဟာဖက်ရဲ့တဦးချင်းစွမ်းဆောင်ရည်ကတော့အပြစ်ပြောစရာမရှိလောက်အောင်တောက်ပခဲ့ပါတယ်။အဓိကတိုက်စစ်မှုနေရာကနေကစားပေးနဲ့3ဂိုးထိကိုသွင်းယူပေးထားခဲ့တာပါ။အဆုံးသတ်တေချာမှုတွေနဲ့တိုက်စစ်မှာနေရာဆုံးကစားနိုင်စွမ်းကဂျာမနီအသင်းစောစီးထောခဲ့ရပေမဲ့သူ့ရဲ့တန်ဖိုးတော့အပြည့်အဝပြသနိုင်ခဲ့တာပါ။စပိန်ရဲ့ဂန်နာအင်အားစုဖြစ်ကြတဲ့မီခဲမေရီနိုနဲ့ဂိုးသမားဒေးဗစ်ရာယာတို့ကတော့သူတို့မှာထိတန်းရည်သွေးတွေရှိကြပေမဲ့ရိုင်ယာနီနေကတော့စပိန်သင်းရဲ့ဂိုးသမားနေရာမှာဦးနိုင်ဆိုင်မှုလုံးမကစားသမားနောက်မှာအရန်ကုန်ပဲရှိနေရပါတယ်။နေပြယုံကြည်အားကိုးခြင်းကိုမခံသေးတဲ့ကစားသမားတစ်ယောက်ပဲဖြစ်နေရတာပါ
ဒါပေမဲ့ကွင်းလေလူမီဂေးမီရီနိုကတော့ပြီးခဲ့တဲ့ညကပေါ်တူဂီနဲ့ပွဲမှာအရန်ကောနေလူစားဝင်လာပြီးတော့အသင်းအတွက်တကယ်ကိုအဖိုးတန်လာတဲ့အနိုင်ဂိုးတစ်ခုသွင်းယူပေးခဲ့ပါတယ်။ပြိုင်ပွဲတစ်လျှောက်မှာအရန်ဖြစ်တာအသုံးချခံခဲ့ရပေမဲ့ရတဲ့အခွင့်အရေးလေးမှာစပိန်သင်းကိုတကယ်ကယ်တင်မဲ့အရေးကြီးကိုသွင်းယူပေးလိုက်တာကြောင့်မလို့မီရီနိုကအာဆင်နယ်မှာပြသခဲ့တဲ့ရည်သွေးတိုင်းပဲကမ္ဘာဖလားမှာလည်းကောင်းကောင်းအသုံးဝင်နေကြောင်းသက်သေပြလိုက်တာပါ။နောက်ထပ်ခန်းစစ်ပိုင်းကစားသမားတဦးဖြစ်တဲ့အီကွေဒေါသင်းရဲ့ဟင်ကပီကတော့အီကွေဒေါခန်းစစ်ရဲ့မရှိမပြည့်အဓိကခေါင်းဆောင်တဦးဖြစ်ရပ်တည်နေရပါဘိုးခန်းစစ်မှာရင်မကပေးနဲ့ဘယ်နောက်ခံလူအဖြစ်ပါကစားနိုင်တဲ့နေပြပိုင်းဆိုင်ရာပြောင်းလဲနိုင်စွမ်းရှိသူဖြစ်ပြီးတော့ခန်းစစ်ပိုင်းတည်ရင်ဘူးဘေးရဲ့ဒီဆောက်မှုအပိုင်းတွေမှာပါအီကွေဒေါသင်းရဲ့ကမ္ဘာဖလားခီးစဉ်အတွက်အလွန်အရေးပါနေခဲ့တာပါကွာတာဖိုင်နယ်ဆင်းတီကိုရောက်ရှိလာခဲ့တဲ့အာဆင်နယ်ကစားသမားတွေရဲ့နီးဗျူဟာကိုစမ်းစစ်ကြည့်မယ်ဆိုလို့ရှိရင်တော့အိုရီဂက်ဆာဂါယိုဂရက်ဟာဗတ်ထရော့ဇက်နဲ့လူစားဝင်လာပြီးတော့ရေးကြီးကိုသွင်းခဲ့တဲ့မီရီနိုလိုကစားသမားတွေကတက်ဆိုင်ရာနိုင်ငံအသင်းတွေမှာတကယ်ကိုအကျိုးသက်ရောက်မှုမြင်မားစွာပြသထားတာတွေ့ရပါတယ်။တစ်ဖက်မှာလည်းခန်းစစ်ပိုင်းမှာတော့ဆလီဘာဂါဘရီယယ်မဂါဟီးစ်နဲ့ဟင်ကပီတို့ကလည်းကမ္ဘာအဆင့်မာဂျော်ရဲ့ခန်းစစ်ကစားဟန်တွေကိုတီတီငြိမ်ငြိမ်ပြသထားနိုင်ခဲ့ကြပါတယ်